င့်ဘန်အကောက်ကိုတခြားသူတစ်ယောက်ကိုပေးသုံးထားလားပေးသုံးဖူးလားဒါမှမဟုတ်လို့ရှင်ပေးသုံးတော့မလို့လားဒါဆိုရင်အဆုံးထိနားထောင်ပေးဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကြိုဆိုပါတယ်ပိုက်ဆံလွဲပေးယုံနဲ့ဘဝပြည့်သွားတဲ့အိမ်အကူအကောင့်ခဏတုံးမယ်ဆိုတဲ့စကားတစ်ခွန်းကသူမဘဝကိုဖျက်ဆီးသွားခဲ့တယ်ည7 နာရီလောက်စင်ကာပူက HDB တိုက်ခန်းတစ်ခန်းထဲမှာအိမ်ကူအမျိုးသမီး2ယောက်စကားပြောနေကြတယ်နင်းကိုကူညီတခုတောင်းချင်လို့အသက်59နှစ်အရွယ်အမျိုးသမီးကြီးကတူတူလေးပြောလိုက်တယ်ဘာကိစ္စလဲအမငါမှတစ်တော့မှတီးထားတဲ့အမေရိကန်စစ်သားတယောက်ရှိတယ်သူကငါစီပတ်စံလွှဲပေးချင်တာဒါပေမဲ့ငါမှစင်ကာပူဘဏ်အကောင့်မရှိဘူးအသက်35နှစ်အရွယ်အိမ်အကူကခဏတိတ်သွားတယ်အဲ့တော့နင့်အကောင့်ကိုခဏပေးသုံးပါလားပတ်စံဝင်လာရင်ထိုင်းဘဏ်ထဲပြန်လွှဲပေးရုံပဲနင့်ကိုကော်မရှင်လဲပေးမလေကော်မရှင်အဲ့ဒီစကားတစ်ခွန်းကသူမရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲသွားစေတယ်ဟုတ်ပြီလေကူညီပေးမယ်သူမတိခဲ့တာကအဲ့ဒီအမေရိကန်စစ်သားဆိုတာတကယ်မရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲနောက်2 ပတ်အတွင်းသူမရဲ့ဘဏ်အကောင့်ထဲကိုစင်ကာပူဒေါ်လာ300,000 ကျော်ဝင်လာတယ်ပတ်စံတွေတစ်ခါဝင်တိုင်းသူမကထိုင်းဘဏ်အကောင့်တစ်ခုထဲကိုပြန်လွှဲပေးတယ်အဲ့ဒီအတွက်ကော်မရှင်လည်းရနေတယ်အစပိုင်းမှာတော့ငါကလူတစ်ယောက်ကိုကူညီပေးနေတာပဲလို့ထင်ခဲ့တယ်ဒါပေမဲ့တနေ့မှရဲတွေရောက်လာတယ်သူမရဲ့အကောင့်ဟာ online romance scam တစ်ခုမှအတုံးပြုခံထားရတာကိုစုံစမ်းတွေ့ရှိသွားတာပဲတကယ်တမ်းအဲ့ဒီပတ်စံတွေဟာအမေရိကန်စစ်သားစီကလာတာမဟုတ်ဘူးအချစ်နဲ့လိန်ခံလိုက်ရတဲ့တက်ကြီးရွယ်အိုတွေစီကလိန်ညာယူထားတဲ့ပတ်စံတွေပြီးတော့သူမဟာဘန်အကောင့်ကရာဇဝတ်ငွေကြေးတွေဖြတ်တန်းတဲ့လမ်းကြောင်းဖြစ်နေခဲ့တယ်ကျွန်မမတိလို့ပါတကယ်ချင်းကိုကူညီပေးတာပါသူမဒီလိုပြောခဲ့တယ်ဒါပေမဲ့ဥပဒေကမတိခဲ့ဘူးဆိုတဲ့စင်ချေကိုလက်မခံခဲ့ဘူးနောက်ဆုံးမှာအသက်35နှစ်အရွယ်အိမ်အကူဟာထောင်ဒဏ်40ရက်ချမှတ်ခံလိုက်ရတယ်သူမကိုဒီကိစ္စမိတ်ဆက်ပေးခဲ့တဲ့အသက်59နှစ်အရွယ်အမျိုးသမီးကြီးကတော့ထောင်9 လကျသွားခဲ့တယ်သူတို့2 ယောက်စလုံးပိုက်ဆံကိုမမြင်ခဲ့ခင်ကဒီလိုအဆုံးတတ်မယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူးတချို့စကမ်တွေကပတ်စံကိုခိုးတာမဟုတ်ဘူးလူတစ်ယောက်ရဲ့ဘဝကိုပါတဖြည်းဖြည်းဆွဲချသွားတာဒါကြောင့်ဘယ်လောက်ပဲခင်တဲ့သူဖြစ်ဖြစ်အကောင့်ခဏတုံးမယ်ပတ်စံခဏလွဲပေးကော်မရှင်ရမယ်ဆိုတဲ့စကားတွေကြားရင်တတိထားပါတခါတလေကူညီပေးလိုက်တယ်လို့ထင်တဲ့အရာတွေကကိုယ့်ဘဝကိုပြန်ဖျက်ဆီးသွားနိုင်တယ်တင်ရောတင်အကောင့်ကိုတရားရောက်ကိုပေးသုံးထားလားတင်ရဲ့ဘဏ်အကောင့်ကိုတရားရောက်ကိုပေးသုံးဖို့စဉ်းစားထားလားစဉ်းစားဖူးလားပေးသုံးဖို့လုံးနေသေးလားဒါကတော့